ဘန်ကဖွင့်နေလေးဖြစ်ပါလေရှင်အဓိကဘန်ကရှိရပါမယ်ပြီးတော့လူဝင်နံပါတ်တရပါမယ်ဘန်စာအိုတီအန်ဘန်နံပါတ်တရပါမယ်ဒါစားလို့တော့ပါမယ်နော်အဝါလေးနေပါမယ်ဒီလိုရှိရင်အပရီဆိုရအဝါလေးကိုနေပါမယ်ပြီးရင်ဒီနေရာဖွင့်ပြရပါမယ်ရှင်ဒီလိုရှိရင်ဒါ next တော့နော်ထပ်သွားရပါမယ်ဒီလိုရှိရင်ဒါဖက်မအောင်ဆုံးပေါ့ဟိုနေရမရနော်ဘန်ကရဲ့နံပါတ်အကုန်လုံးနေခဲ့ရပါမယ်ရှင်ဥပမာအဲ့လေးနိတိနာရှိလေးပေါ့နော်ရှိဖုန်းအဲ့ဒါအကုန်လုံးထည့်ရပါမယ်ဒီပုံထဲမှာတရားခါတဲ့အတိုင်းပေါ့နော်ဒီလိုရှိရင်လူဝင်နံပါတ်6လုံးထည့်ရပါမယ်ရှင်ဒီလိုရှိရင်ဘန်စာအိုထဲရဘန်နံပါတ်ကိုထည့်ရပါမယ်ရှင်ဒီဒါပြီးဆိုရင်ငွေတက်တီဘောနော်ပတ်ဆိုးတဲ့မှာပါလေနံပါတ်ကိုထည့်ရပါမယ်ရှင်ဥမာငွေရငွေလာငွေဖုန်နီပို့ထည့်ရပါမယ်ရှင်ပတ်ဆိုးမှာပါလေတိုင်းနော်ဒီလိုရှိရင်အောက်မှာဆိုလို့ရှိရင်ဒါပတ်ဆိုးရဲ့နံပါတ်မှာ CC ဘောနော် CI တမိုင်းဆိုလို့ရှိရင် CC နံပါတ်ဘလောက်ဒီလိုရှိရင် DJ ဆိုလို့ရှိရင် MC နံပါတ်ဘလောက်အလိုနေခဲ့ပြီးပါရှင်အပြီးလို့ရှိရင်နေခဲ့ပြီးတော့ဆိုလို့ရှိရင်ဒီမှာ Gmail လေးထည့်ရပါမယ်ရှင် Gmail မတည်တဲ့လူဆိုလို့ရှိရင်တေးဆိုလဲမှာပေါ့နော်တွားကြည့်ပါရှိခွဲ Gmail ပါလေအဲ့မှာပေါ့နော်ပြီးတော့အဲ့မှာပေါ်လာပါမယ်ဟိုထဲလို့ရပါရှင်ဒီလို့ရှိရင် message ကြားလာမယ်နော် message ရဲ့လိုဝေးနံပါတ်လေးပေါ့6လုံးကိုနေခဲ့ပြရပါမယ်ရှင်ဒီလို့ရှိရင်ဒါconfirm မနေရပါမယ်နော်ဒီဘယ်ပုံစံမျိုးပေါ့တရားဆိုလို့ရှိရင်လိုဝင်းနံပါတ်ရ6လုံးပေါ့နော်ပုံမှန်နေတဲ့အရာကိုပို့ထည့်ပြရပါမယ်ရှင်နောက်တစ်စိအဲ့ဒီစကဝဲနံပါတ်ကိုပေါ့နော်ဟိုကထည့်ပြခဲ့ရပါမယ်ရှင်လိုဝင်းနံပါတ်ကိုပေါ့နော်ပို့ထည့်တဲ့နံပါတ်ကိုထည့်ပြီးတိုင်းဆိုတရားရရှိပြီပေါ့နော်ဆော်ဝဲဖွင့်ပြီးသားပါလိမ့်ရှင်တရားဆိုလို့ရှိရင်ပြီးရင်ဒါ software ဒီ view တုံးပြတဲ့နည်းပေါ့နော်ဒါထပ်နေရပါမယ်ဝါရောက်နေဘူးဒီလိုရှိရင်ဒါ software မျက်နှာကိုရရှိတာပါပြီရှိတုံးပြလို့ရပါပြီအားလုံးစင်ကြတာ